ထောင်ကျတဲ့ပထမဆုံးနေ့မှာတင်ကောင်မလေးတယောက်အသက်ခံရလူနီးပါးဖြစ်ခဲ့တယ်။အဲ့ဒီအချိန်မှာပဲအဖွားအိုတယောက်ကသူ့ကိုသဘောကျသွားပြီးလက်တစ်ချက်ဝေယုံနဲ့လူမိုက်တစ်တိုက်ကိုလွတ်ထွက်သွားစေခဲ့တယ်။သူကခဲ့တာကဒီကောင်မလေးဟာကဘာပေါ်မှာတူးလေးသောဖီးနဲ့အမြူတွေပိုင်ရှင်မှုလိုပဲ။ဒီရုပ်ဝက်ဆန်းကျဲဖွားအိုရဲ့တင် जा ပေးမှုအောက်မှာကောင်မလေးရဲ့ပညာတွေတရှိန်ထိုးတိုးတက်လာပြီးတပတ်အတွင်းမှာတင်အရင်ကသူ့ကိုနှိပ်စက်ခဲ့သူတွေကိုလက်စားချေနိုင်ခဲ့တယ်လို့3နှစ်အကြာမှာထောင်ကထွက်လာပြီးအရင်ကသူ့ကိုနှိပ်စက်ခဲ့သူတွေကိုရရဆက်ဆက်လက်စားချေဖို့ပြင်ဆင်တော့တယ်တကယ်တော့လွန်ခဲ့တဲ့3နှစ်ကညီမဖြစ်သူကလူတိုက်ခဲ့တာပါဒါပေမဲ့ညီမရဲ့ဟန်ဆောင်မျက်ရည်တွေကြောင့်မိဘတွေကကောင်မလေးကိုအပြစ်တင်ခံဖို့အတင်းကျပ်ထောင်ချခဲ့လို့အစပိုင်းကအဖြစ်အပျက်တွေကြုံခဲ့ရတာဖြစ်တယ်အိမ်ပြန်ရောက်တဲ့အခါမိဘတွေကတောင်းပန်တိုးရှိုးလာလို့နောက်တက်ရပြီးအမှတ်နဲ့ခွင့်လွှတ်ဖို့လုပ်တော့မိဘတွေကချက်ချင်းဆိုသလိုစကားလမ်းကြောင်းလွှဲပြီးသူ့အတွက်အိမ်တော်တစ်ခုစီစဉ်ထားတယ်လို့ပြောလာတယ်လွန်ခဲ့တဲ့3နှစ်ကဒဏ်ရာတွေကိုကူစားပေးဖို့ပါတဲ့ကောင်မလေးကတော့ရဲပဲရဲချင်တော့တယ်တကယ်တော့ညီမဖြစ်သူကိုစားအစားထိုးအိမ်တော်ပြုခိုင်းတာလေကောင်မလေးရဲ့အရှိန်အဝါကြောင့်အားလုံးကြောက်လန့်တုန်လှုပ်သွားပြီးကောင်မလေးကတပ်ဖို့ပြင်တဲ့အချိန်မှာအဖေဖြစ်သူကသူတို့သားရဲ့နာမည်ကိုအော်ပြောလိုက်တယ်ကောင်မလေးချက်ချင်းလက်တန့်သွားခဲ့တယ်ဘာလို့လဲဆိုတော့အဲ့ဒီလူကသူရှာနေတဲ့လူမှုလို့ပဲဆရာဖြစ်သူကသူ့ရဲ့ဖီနစ်အယိုးအလူခံထားရလို့ရှင်းတန်ခြင်းရင်ဒီရန်စွမ်းအင်ပြေဝသူနဲ့ပေါင်းစပ်မှသာအသက်ဆက်နိုင်ပြီးဖီနစ်အယိုးပြန်ပေါက်လာမယ်လို့မှာထားခဲ့တာဒါကြောင့်သူချက်ချင်းသဘောတူလိုက်တယ်ဒါပေမဲ့ကောင်မလေးကအခြေအနေတစ်ခုတောင်းဆိုခဲ့တယ်သူ့ရဲ့မွေးမိဘအရင်ကဘယ်သူလဲဆိုတာပြောပြဖို့ပဲဘာလို့လဲဆိုတော့ဆရာဖြစ်သူကသူ့ရန်သူဟာအလွန်အင်အားကြီးတာကြောင့်တာမန်မိသားစုကမဟုတ်နိုင်ဘူးလို့ပြောခဲ့လို့ပဲဒါပေမဲ့သူတို့ကလမ်းဘေးကကောက်ရတာပဲတီးပြီးဘာမှမသိကြဘူးဒီလိုနဲ့ကောင်မလေးကပျော်ပျော်ရွှင်ရွှင်ဝစ်စုံလဲပြီးထွက်ခဲ့ပေမဲ့တစ်ဖက်ကယောက်ျားရဲ့ဗကြီးကတော့သူ့ကိုလူသေးတယောက်လိုသဘောထားနေတာကိုမသိခဲ့ဘူးဒါပေမဲ့အဲ့ဒီကောက်ကျစ်တဲ့ဗကြီးမသိတာကကောင်မလေးဟာသူ့လုံးဝမပြန်ရဲတဲ့တကိုးရှင်ဆိုတာပဲအရောက်ခမနဲ့တွေ့ပြီးနောက်ကောင်မလေးကသူတို့သားခန်းထဲကိုသွားခဲ့တဲ့အခန်းထဲမှာရေခဲတိုက်လိုအေးစိတ်နေပြီးအမျိုးသားရဲ့ကိုပူချိန်ကလည်းကြောက်စရာကောင်းတော့အောင်ကြာနေတာကိုတွေ့လိုက်ရတယ်ဒါနဲ့လာပြညမတိုင်ခင်အတူမနေရသေးခင်မှာအသက်ကယ်ဖို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီအချိန်မှာကောင်မလေးကတစ်ဖက်လူရဲ့စိတ်ကူးအတန်တွေကိုကြားနေရပြီးအမျိုးသားကလည်းသူ့အတန်ကိုကြားနေရတာကြောင့်ဆက်သွယ်ရတာပိုလွယ်သွားတယ်ချက်ချင်းပဲအဆိုင်ကူတာပေးဖို့လုံတုံးယောက်ျားရဲ့ညီမလေးကဝင်လာပြီးအကိုဖြစ်သူကိုနှိပ်စက်နေတဲ့အမှတ်နဲ့လူတွေကိုအော်ခေါ်တော့တယ်ဒါပေမဲ့ကောင်မလေးကဂယုမဆိုင်ပဲဆက်ကူတာပေးလိုက်လို့အမျိုးသားရဲ့အခြေအနေတက်တာလာခဲ့တယ်အဲ့ဒီအချိန်မှာအမျိုးသားရဲ့လက်ချောင်းလေးလှုပ်ရှားသွားတာကိုမြင်တော့သမီးအငယ်မရောက်လာလို့မင်္ဂလာရှိပြီးနိုးလာတာပါဆိုပြီးအော်ဟစ်ကြပြန်တဲ့အရောက်ခမဖြစ်သူကကောင်မလေးပြုစုပေးခဲ့တာတွေကိုအမှတ်ရပြီးသူတို့သမီးကိုမလဲချင်ဘူးမင်္ဂလာဆောင်တုံးကပုံနေပြီးအခုမှလာလို့တာဟာမယိုးသားဘူးလို့မြင်တယ်ဒါပေမဲ့သူတို့ကကောင်မလေးကမိသားစုနဲ့အဆက်အသွယ်ဖြစ်မယ်လို့ချင်းချောက်ထားလို့မလာရတာပါဆိုပြီးကောင်မလေးကိုထပ်မံဆွဆွဲကြတယ်သမီးငယ်မဝင်လာတာနဲ့အမျိုးသားကနိုးလာတဲ့တုတ်ပြန်မှုရှိလို့ချက်ချင်းလဲထိုးဖိအားပေးကြတယ်အဲ့ဒီအချိန်မှာကောင်မလေးဝင်လာတော့အမေဖြစ်သူကမျက်နှာပြောင်းပြီးကောင်မလေးရဲ့လက်မောင်းကိုဆွဲကာစီးစိမ်မတ်လို့လူသက်မနေနဲ့သူတို့သမီးနေရာကိုညီမဖြစ်သူစီပြန်ပေးလိုက်ပါလို့ဟန်ဆောင်ငိုယိုပြီးတောင်းဆိုတဲ့အဖေဖြစ်သူကလည်းကောင်မလေးကိုမိသားစုကနေနှင်ထုတ်လိုက်ပြီးဖြစ်လို့ကုမိသားစုတွေဝင်ဖို့အရေးချင်းမရှိတော့ဘူးအခုချက်ချင်းကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပြီးထွက်သွားဖို့ပြောတယ်ရောက်ခမဖြစ်သူကကောင်မလေးကိုကြည့်ပြီးခဲ့တဲ့ရက်တွေကပြုစုပေးခဲ့တာနဲ့သူ့အပေါ်တန်ရောစင်ရှိတာတွေကိုသတိရမိတဲ့ကောင်မလေးကဒီလိုလူစားမျိုးမဟုတ်ဘူးဆိုတာယုံကြည်ပေမဲ့တားဖြစ်သူကိုတကယ်နိုးလာစီမှာကညီမဖြစ်သူဆိုရင်တော့သူလည်းလက်လျှော့ရုံပဲရှိတော့မယ်